ဒီနေ့မှာတော့ have ကိုနောက်ထပ်ဘလို့အသိပ္ပယ်တွေနဲ့သုံးသေးလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါ share မဲ့ Josephine မှပြန်လည်ကြိုဆိုပါတယ်ဆိုတော့ have ကိုယောဂဝေဒနာခံစားမှုတွေဖော်ပြတဲ့အခါဆက်သွယ်ပြောဆိုမှုနဲ့အယူအဆတွေပြဿနာများနဲ့ပဋိပက္ခများစတဲ့အသိပ္ပယ်တွေမှာလည်းသုံးပါတယ်ဥပမာအနေနဲ့ခေါင်းကိုက်တာ have a headache အေးမိတာဖျားနာတာ have a cold have a fever ချောင်းဆိုးတာ have a cough ခွဲစိတ်ကုသမှုခံယူတာ have an operation or have surgery ကျန်းမာရေးစစ်ဆေးတာ have a checkup ကလေးမွေးတာ have a baby ဆွေးနွေးတာ have a conversation or have a discussion စကားပြောတာ have a talk or have a chat or have a word အခွင့်အရေးရရှိတာ have a chance အကြံဉာဏ်ရရှိတာ have an idea ပြဿနာရှိတာ have a problem အငင်းပွားတာ have an argument ရန်ဖြစ်တာ have a fight တိုင်ကြားစရာရှိတာ have a complaint အခက်ခဲရှိတာ have a difficulty ဒီလောက်ဆိုရင်တော့အသိပ္ပယ်အမျိုးမျိုးနဲ့သုံးတဲ့ have ကိုနားလည်သဘောပေါက်လိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုတွေကိုတင်ဆက်ပြသပြီးတော့မှာမို့နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်အားလုံးပဲ bye bye